ต้องบอเดต้ามางาเช็คป้องคอกองยินเงียบยอป้องบ่เนาะแต่โลโลกตะแลสุรอมันนี่ก็เองมาโลกซ้ายเน่จนอบยาแม่เนาะตะเนียเน้นตะเดียตะดีตาเน้นตะดีตาดอตูชิมาตูแม่เนาะจนดอโดแบจะรอคำยำยาจนดอโดโลกซ้าตะโลแบโลกซ้าจ้าเด้เนาะดากระดองเงียบยอแพ้ย่อยบ่ยาจอกซิงแพ้ย่อยสมบูรณ์วิดอซ้าโลกองไหนเนาะจอกซิงแพ้ย่อยก็อยู่ยาดานแน่ๆจ้าโลจนดอว่าเปลี่ยนโลสุวิดอดีเงียบยอแพ้ย่อยแบจนดออยู่ไล่เด้บ่เงียบยอแพ้ย่อยดอต่อจี้เด้ဗျเงียบยอแพ้ย่อยก็ดีเชิงตองปอมาลีจันในตาใต้ได้เชิงสุดย่อยดึกก้อยกงดอต้องออกมาชีเดอยู่ออกบ่เนาะไอ้มาชีเดเงียบยอแพ้ย่อยตัวอยู่ยาเด้บ่ดีเงียบยอเป็นเดกาอติซาลมายาวุเนาะตัวว่าตอมาปอกได้เงียบยอสุดเลยใส่ตาได้เงียบยอมาหกดอเลยตัวว่าย่อยเดไปตรงโลยาเด้บ่ตัวยาพูเลยด้วยแลซาโลยาเด้เนาะแต่แม่อติจะรอซาลมายาဘူးဗျအများကြီးတိတ်မလို့တော့ဒီလောက်ဆိုရပြီပေါ့ဗျာဒါကျွန်တော်ရေပါတော့ခတ်မလို့ပေါ့ကျွန်တော်တို့ရွာမှာမိုးရာသီဆိုရင်ရေပေါ်တလောက်ဗျာနွေရာသီရောက်ရင်တော့ကျွန်တော်တို့ရွာออกมาရှိတဲ့ရေကန်မှာရေတော့ခတ်ကြရပါတယ်ဗျာရေကန်မှာရေတခါတည်းချိုးပြရနဲ့ရေဘူးလေးတွေတဲပြန်ဒါဆိုရင်အိမ်ပြန်ရောက်လို့ကျွန်တော်ကစေးထားတဲ့ငပြောဖက်ရွက်လေးကိုကျွန်တော်အပိုင်းပိုင်းလေးနဲ့ကျွန်တော်အရင်လှုပ်ထားလိုက်တယ်ပေါ့ဗျာကျွန်တော်လက်ဆေးပြီးတော့ကျွန်တော်ငပြောတီးကိုစိုးနဲ့နေလိုက်မယ်စိုးနဲ့နေအာမရလို့လက်နဲ့နေလိုက်တယ်ဗျာဒါကတော့ဟွာပေါ့နော်ကောင်းငင်းပေါ့ဗျာကောင်းငင်းဆန်ဒါတော့တကြားနဲ့နေထဲမယ်ဗျငပြောများရင်တကြားထဲဖို့မလိုဘူးနော်သူ့ဘာသာသူချိုပြီးသားကိုကငပြောတီးနေတော့လေတကြားနဲ့ပပလေးထဲမှာပေါ့ဒါတော့ကြောက်စိမ့်ဖက်ရွက်ပေါ့ဗျာကြောက်စိမ့်ဖက်ရွက်တော့ထုတ်ရင်တော့စားလို့ကောင်းတယ်နော်နည်းနည်းပဲယူထားလို့ကြောက်စိမ့်ဖက်ရွက်နည်းနည်းပဲရှိတယ်ဗျဒါတော့ငပြောဖက်ရွက်ပေါ့ဗျာငပြောဖက်ရွက်ထုတ်ရတယ်လွယ်တယ်ဒါပေမဲ့စားရင်တော့အရသာနည်းနည်းကွာတာပေါ့ဗျာကျွန်တော်အမေလောက်တာကြတော့ကျွန်တော်ထက်ပို့ပြီးတော့လာတယ်နော်ကျွန်တော်လောက်တာတချို့အလုံးတွေဆိုရင်ပြန်ဖြီတတ်တယ်ပေါ့ကျွန်တော်အမေလောက်တာတော့တီကြလေးပေါ့ဗျာအမှဒါဆိုရင်ပြီးသွားပြီနော်အခုဆိုရင်ပေါင်းထဲရမယ်ဒီဝါပေါ့နော်ဝါနဲ့ရက်ထားတာပေါ့ဒီအောက်ကဝါပလိုင်းပေါ့ဗျာကျွန်တော်မြန်မာလိုမခေါ်တဲ့ဘူးရေကိုအိုးတဲ့ထဲပြီးတော့ရင်နွေးရင်တဲထားလိုက်တယ်ပေါ့ကျွန်တော်အမေကျတော့ထုတ်ထားတဲ့ကောင်းငင်းထုတ်လေးတွေကိုဒီဝါပလိုင်းတဲ့ထဲပြီးတော့သူကတလုံးပြီးတလုံးတန်းစီပြီးတော့သူထဲတယ်ပေါ့နော်တေချာတန်းစီပြီးထဲမှာအများကြီးစမ်းတယ်နော်ကျွန်တော်တို့ဒီညလောက်ထားတာနည်းနည်းများလို့ကျွန်တော်တို့ဒီနှစ်ခါတော့ပေါင်းရမယ်ပေါ့ဗျာအကုန်တန်းစီပြီးတော့ထဲပြီးတော့ရင်ငပြောဖက်လင်းနဲ့အပေါ်မှာအရင်ပြန်အုပ်ရတယ်နော်ရင်နွေးကျက်လာပြီဆိုတော့တနာရီခွဲနဲ့နာရီလောက်စားပြီးတော့ပေါင်းလို့ရပြီနော်ကြာပေါင်းရင်တော့စားလို့ပိုကောင်းတယ်ပေါ့ဗျာကျွန်တော်တို့ဆိုတငယ်လုံးပေါင်းထားတာနော်မီလေးငိမ့်တဲ့အထိပေါ့ဗျာကျွန်တော်တို့ဘက်ကျတော့ကောင်းငိမ့်ငါချိတ်လို့ရင်တော့ဒီလိုမျိုးလှုပ်စားကြတယ်ပေါ့ဒါဆိုရင်ကျွန်တော်ပေါင်းပြီးလို့ကျွန်တော်နည်းနည်းထုတ်ကြည့်မယ်နော်ဒါကတော့ငပြောဖက်ရွက်နဲ့ပေါင်းထားတဲ့ဟာပါဗျကြောက်စိမ့်ဖက်ရွက်နဲ့ပေါင်းထားတဲ့ဟာကျွန်တော်အမအိမ်ပို့လိုက်ပြီနော်လာစားကြပါဦးဗျာ